Hello မမဖြစ်ပါရဲ့အခုမမတို့ဖူးခက်မြို့မှာရှိတဲ့ Red Cross Office ကိုတွေးလူဖို့ရောက်နေတာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့သူတို့ပေးတဲ့ form လေးတွေကိုအရင်ဖြည့်ရတယ်ပေါ့နော်တွေးမလှူခင်မှာပေါ့လေအဲ့ဒါပြီးရင်တော့နှလုံးခုန်လုံးတွေတေးပေါင်ချိန်တွေကိုစပြီးတော့တိုင်ရပါတယ်ပြီးတဲ့အခါမှာဆရာဝန်နဲ့စပြီးတော့တိုင်ပင်ရပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့တွေးပေါင်ချိန်ကသူတို့သတ်မှတ်ထားတဲ့အတိုင်းအတာမှရှိမှတော့ကိုကတွေးလူခွင့်ရတာပေါ့နော်အဲ့ဒါကြောင့်မလို့ပါအခုသူကတော့တွေးလူခွေရလို့ပျော်နေတာပဲဖြစ်ပါတယ်အခုတွေးစားလို့ဖို့အတွက်ဆရာမတွေခေါ်တဲ့နေရာကိုလိုက်ကြွားရပါတယ်ပြီးရင်လည်းဆရာမတွေကကိုယ့်အတွက်လူအမဲ့အရာတွေကိုစတင်ပြင်ဆင်ပေးတယ်ပေါ့နော်ဆရာသမားကတော့မလှူခင်ကအရန်ပျော်တယ်ပေါ့နော်လှူလဲလှူမယ်ဆိုတော့တွေးဖောက်မယ်ဆိုသူအရန်ကြောက်နေတယ်ပေါ့နော်ဒါကသူတို့ပထမအစုံအကြိမ်တော့မဟုတ်ဘူးပေါ့နော်ဒါကအခုဆိုရင်၄ချိန်မြောက်ရှိပြီအဲ့ဒါကိုလည်းသူကကြောက်နေတော့မယ်ဘာလို့ကြောက်တာလဲလို့မေးတဲ့ခါကျတော့သူကပြောတယ်အဲ့ဒီအက်ကပေါ့နော်အခုသူတို့တွေးထုတ်တဲ့အက်ကပုံမှန်အဲ့နဲ့မတူဘူးကွာပုံမှန်အဲ့အပေါက်နဲ့မတူဘူးပုံမှန်အဲ့အပေါက်ထဲမှာ3ဆတောင်မှပို့ပြီးကြည့်တယ်အဲ့ဒါကြောင့်မလို့ကြောက်တာတဲ့အခုဆီယာမကပေါ့နော်တွေးစီးစင်းမှုအကောင်းအောင်လို့ပေါ့နော် H queen ချီလေးကိုပေးပြီးတော့ညှစ်ထားတယ်ပေါ့နော်သူ့စိတ်ထိုးအထိုးတာကိုတော့ဆီယာမကရိုက်လို့မရဘူးဆိုလို့မရိုက်ခဲလိုက်ရဘူးပေါ့နော်ဒါကတော့တွေးလူပြီးလို့ဆီယာမတွေပေးတဲ့မုံနဲ့အချွေရည်တွေကိုယူပြီးပြန်มาတော့မရှင်တတ